New Delhi ကိုရောက်တော့ Lotus Temple ကိုဝင်ရောက်ပြီးလေ့လာဖြစ်တယ်။ Lotus Temple ကအိန္ဒိယနိုင်ငံ New Delhi မှာရှိတဲ့ထူးခြားလှပတဲ့ဝတ်ပြုဆုတောင်းရာနေရာတစ်ခုလည်းဖြစ်တယ်။၎င်းကိုဘုရားကိုယ်ကွယ်မှုရဲ့ဝတ်ပြုရာအိမ်တော်အဖြစ်ဆောက်လုပ်ထားခြင်းဖြစ်တယ်။ဘဟိုင်းဘာသာကိုပါရှန်ခေါင်းဆောင်တဦးကနေပြီး1863ခုနှစ်ကပါရှားယခုအခေါ်အီရန်မှာစတင်တည်ထောင်ခဲ့ပြီးနောက်အရှေ့အလယ်ပိုင်းတဖြည်းဖြည်းကြီးထွားလာခဲ့တဲ့ဘာသာလည်းဖြစ်တယ်။လက်ရှိချိန်မှာတော့ကမ္ဘာတစ်လွှားမှာဘဟိုင်းဘာသာကိုယ်ကွယ်သူပေါင်း9သန်းကနေ10သန်းအတွင်းရှိနေပြီလည်းဖြစ်တယ်။ Lotus Temple ရှိရာနေရာကတော့ New Delhi ပါဟာပူရာကျေးရွာနီးနားမှာဖြစ်ပြီးဗိမာန်အတွင်းမှာဆိုရင်ရုပ်ပုံတွေဘာသာရေးဆိုင်ရာထုံးစံတွေမရှိဘဲနဲ့ငြိမ်းချမ်းတဲ့ဝန်းကျင်တသက်အဖြစ်သာတည်ရှိနေခြင်းဖြစ်တယ်။ဒီနေရာမှာမွတ်စလင်ဟိန္ဒူခရစ်ယာန်ဂျိန်းဂျူးဗုဒ္ဓအစရှိသောမြည်သည့်ဘယ်ဘာသာဝင်မှမဆိုဝတ်ပြုဆုတောင်းတာတွေတရားထိုင်တာတွေကိုလုပ်ဖို့ခွင့်ပြုထားခြင်းဖြစ်တယ်။အိန္ဒိယနိုင်ငံသားတွေကတော့ဂျပန်ဆိုတာဘုရားသခင်ရဲ့တန်ရှင်းမြင့်မြတ်မှုကိုငြိမ်းအေးငြိမ်းချမ်းရေးသင်္ကေတဖြစ်တယ်လို့ယူမှတ်ကြခြင်းဖြစ်တယ်။ဘုရားသခင်ရဲ့မြင့်မြတ်တဲ့ဂုဏ်အင်္ဂါလက္ခဏာတွေကိုပြောရမယ်ဂျပန်တရံပုံဖော်ဆောက်လုပ်ထားတာကြောင့် Lotus Temple ဂျပန်ဘုရားကျောင်းလို့ညွှန်းဆိုခေါ်ဝေါ်ကြခြင်းလည်းဖြစ်တယ်။ဒီစာအုပ်ကြီးကို1986ခုနှစ်မှာဒီဇင်ဘာကနေစတင်ပြီးတော့အများပြည်သူလာရောက်လည်ပတ်နိုင်ရန်ခွင့်ပြုဖွင့်လှစ်ပေးခဲ့ပြီး20ရာစုနှစ်ရဲ့ Taj Mahal အဖြစ်လဲရည်ညွှန်းပြောဆိုကြခြင်းဖြစ်တယ်။ Lotus Temple ကိုတိချစီဖြစ်နေတဲ့စကြင်ကျောက်သားအလွှာ9ခုတဒန်းနှုတ်နဲ့အလွှာတန်း3ခုစုစုပေါင်းစကြင်ကျောက်လွှာပေါင်း28ခုနဲ့ကြာပွင့်ပုံဖော်ဖန်တီးထားခြင်းနဲ့ဖြစ်တယ်။ဘုရားကျောင်းရဲ့112ပေမြင့်ခမ်းမတွင်ဝင်ပေါက်ကိုတော့ပတ်ချလက်အနေထားကနေစုစုပေါင်း9ပေါက်ကနေဝင်ရောက်ရမှာဖြစ်ပြီးအစာအုပ်အချင်းက230ပေရှိပြီးကျောင်းဝန်းတစ်ခုလုံးအကျယ်ဝန်းကတော့26ဧကလည်းရှိတယ်။ Lotus Temple ရဲ့ပတ်လည်နေရာအလုံးကိုရေကန်တွေလှပတဲ့ဥယျာဉ်တွေနဲ့ဝန်းပတ်ထားပြီးအပေါ်ကနေကြည့်မယ်ဆိုရင်ဘုရားကျောင်းဟာရေကန်အလယ်မှာပွင့်လန်းနေတဲ့ပရုံမာကြာပန်းကြီးတစ်ခုနဲ့မချာထင်မှတ်ရမှာဖြစ်တယ်။ဘုရားကျောင်းရဲ့စကြင်ကျောက်ပွင့်လွှာ6ချက်နေရာတိုင်းမှာရေကန်တွေတည်ရှိနေတာဖြစ်ပြီးရင်းရေကန်တွေကိုပွင့်ဖက်လွှာအမိုးကိုထွင်ဖောက်ကျလာတဲ့အလင်းနဲ့ပေါင်းဆက်လိုက်တဲ့အချိန်မှာတော့ဒီဂျပန်ဘုရားကျောင်းရဲ့ပုံရိပ်ဟာမြင်သူတိုင်းကိုအံ့ချီးဖွယ်ကောင်းလို့နဲ့မြင်ကွင်းမျိုးဖြစ်စေနိုင်မှာလည်းဖြစ်တယ်။ဘုရားကျောင်းတွင်မှာဆိုရင်တော့လူပေါင်း1300အတွက်ထိုင်ကုန်တွေကိုစီချထားပြီးလူပေါင်း2500အထိဝင်ဆက်နိုင်တဲ့အတွက်ကြောင့်မို့လို့10နှစ်ကြာအောင်တိစောက်ခဲ့ရတဲ့အဆောက်အုံတစ်ခုလည်းဖြစ်တယ်။ဂျပန်တရံတိစောက်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ရွှွညွန်တွင်မှာရှိတဲ့တိုင်အောင်ဝန်းကျင်ကိုဖက်ပြိုင်အပြစ်ကင်းစင်တဲ့ကြာပွင့်လေးရဲ့ပုံရိပ်ကိုနွန်ဘုတ်တွေနဲ့တူတဲ့ဒေါသမောလောဘမောဟရမက်လွှမ်းနေတဲ့လောကသားတွေအကြားတိတန့်တည်ရှိနေတဲ့ဖြူစင်တဲ့ဘာသာတရားရဲ့အဆုံးအမအဖြစ်ဂျပန်နဲ့ခိုင်းနှိုင်းပုံဖော်ခဲ့ခြင်းလည်းဖြစ်တယ်။တွင်မှာတော့ထူးထူးခြားခြားမရှိပဲမြည်သည့်ရုပ်ထုမြည်သည့်ပကြီကားကိုမှပြသထားခြင်းမျိုးတွေ့ရမှာမဟုတ်ပါဘူး။ Lotus Temple ကိုဒီဇိုင်းရေးဆွဲခဲ့တဲ့သူကတော့လက်ရှိအမေရိကန်နဲ့ကနေဒါနိုင်ငံတွေမှာနေထိုင်တဲ့အီရန်လူမျိုးပိတုကပညာရှင် Ferry Bosava ဆိုသူဖြစ်ပြီးသူဟာဒီစာအုပ်အတွက် UK အဖွဲ့ကပေးအပ်တဲ့ပိတုကဆိုင်ရာဆုကိုလည်းရရှိခဲ့ပြီးဗြိတိရှကုမ္ပဏီကြီးကတခုကနေတာဝန်ပြီးတိစောက်ထားတဲ့အတွက်ကြောင့်မလို့ Larsen and Trouble ဆောက်လုပ်ရေးကုမ္ပဏီဖြစ်တဲ့အဆောက်အအုံတိစောက်စရိတ်အနေနဲ့အမေရိကန်ဒေါ်လာ10သန်းခန့်ကုန်ကျခဲ့ပြီးတိစောက်ရည်မြေကိုတော့ Hyderabad ကလှူဒန်းပြီးတော့တိစောက်မှုကုန်ကျစရိတ်ကိုတော့ကမ္ဘာတစ်လွှားကဘဟိုင်းဘာသာဝင်တွေကထဲဝင်လှူဒန်းကြခြင်းနဲ့ဖြစ်2000ခုနှစ်ကစရင်တွေအရတော့ Lotus Temple ကိုကမ္ဘာတဝန်းကလာရောက်လည်ပတ်သူအရေအတွက်စုစုပေါင်းဟာတန်း80ကျော်အထိရှိနေခဲ့ပြီးရင်းမတန်းကြောင့်အိန္ဒိယရဲ့ဂျပန်ပွင့်ဘုရားကျောင်းဟာကမ္ဘာဧည့်သည်လာရောက်မှုအများပြားဆုံးအဆောက်အဦဖြစ်မှတ်တမ်းဝင်သွားခဲ့ခြင်းဖြစ်တယ်